ကင်းရလို့စိတ်ချမ်းမြေ့စီသာပြည်ရင်းပြည်ပထုံးပါသာသနာပရဟိတလုပ်ငန်းဆောင်တာလုံးလုံးတရာတွဲပရိယတ္တိပူချတင်ကစင်ကြဲမာနေထိုင်မှုရာလူတရတဲ့ဒီစီစွမ်းနဲ့အစင်လန်းကြစီသာမြတ်တာပြီးမြတ်တာရကမြတ်တာခင်းသောမြတ်တာလမ်းမှာမြတ်တာမွေးနဲ့လေးရွေသိမ့်ပြန်ပါစီသာမြတ်တာစွမ်းအားမြတ်တာတရားကိုမြတ်တာစိတ်နဲ့မြတ်တာပွားကမြတ်တာလမ်းလေးထက်ကိုတလန်းနိုင်စီသာအမောင်မချင်ရောက်နေသူအလင်းဘသူရောက်အောင်ကူကျူစင်စိတ်ထားလေးနဲ့တရားဓမ္မပေးဝေသူအမောင်မချင်ရောက်နေသူအလင်းဘသူရောက်အောင်ကူကျူစင်စိတ်ထားလေးနဲ့တရားဓမ္မပေးဝေသူဟိုမှာတပကဲရောက်နေသူဒီမှာပကဲရောက်အောင်ကူလမ်းအလူတရားရီလေးလူမြတ်တာဆွမ်းအားစီတော့လူမြတ်တာဆွမ်းအားစီတော့လူတောက်ကြရှင်ပန်ဒီတရဲ့လူတရစီတော့လူရှမ်းကုန်မြို့မယန်းကုန်မြို့နယ်ကဘာအေးရေကူးတန်ခါတက္ကသိုလ်ပြည်ရင်းပြည်ပသာသနာပြုဌာနဒေါက်တာအရှင်ပန်ဒီတောင်မော်ကုန်နေမြတ်တာဆွမ်းအားလူတရဆရာတော်အရှင်သူမြတ်ဤသာသနာပြုပရဟိတဆွမ်းဆွမ်းတမန်ဆောင်ရွက်ချက်များကိုဖယားတပည့်တော်မှတေးသန်ရှင်မိမှုကြုံမှတီကျူးပူဇော်အပ်ပါရဖယားတာစေတနာဝေဒနာပေါင်းကင်းငြိမ်းစေရာဝိနည်းရအမြရှူကြလင်းပြချမ်းသာစီဘူးရာဒေါက်တာရှင်ပန်နေတရဲ့လူတရတဲ့စေလူပါရှင်လူများ၍ပြီးပြဝေးစီချမ်းသာလန်းပြပန်ပမာလူလေးမြတ်တာပေး၍မြတ်တာရနိုင်စေတောကဖြာဖြာကင်းကွာလူလေးတောကဖြာဖြာကင်းကွာလူလေးစိတ်ချမ်းသာလန်းပြပန်ပမာလူလေးမြတ်တာပေး၍မြတ်တာရနိုင်စေတာစေတနာဝေဒနာပေါင်းကင်းငြိမ်းစေရာဝိနည်းရအမြရှူကြလင်းကြချမ်းသာစီဘူးရာဒေါက်တာရှင်ပန်နေတ